လေးထဲမှာစက်ကပြနေတာမဟုတ်ဘူးနော်အသက်နဲ့ရင်းပြီးပိတ်ဆန်ရှာနေကြတာအမေရိကန်ကတန်ပေါင်အလုပ်သမား Iron Workers တွေဘာလို့လစာအလုပ်ကျန်းနေရတာလဲဆိုတာကြည့်လိုက်အောင်ရှင်းပြောရရင်ဗျာသူတို့ကလစာတစ်လစာအတွက်သူတို့အသက်ကိုပေါင်ထားလို့ပဲဒီမှာသူတို့ထိမ့်ကင်နေတဲ့တန်ပေါင်ကြီးကိုကြည့်လိုက် Green Car တွေကတန်ပေါင်ကြီးတွေကိုပေနဲ့ချီမြင့်တဲ့လေတွေကိုမတင်ပေးနိုင်ပေမဲ့အတိအကျနေရာချဖို့ကတော့လူကိုယ်တိုင်လုပ်မှရတာလေဒီတော့ဒီဆောက်လုပ်ရေးသမားတွေကသေးသွေတဲ့တန်ပေါင်တန်းပေါ်မှာမတ်တက်ရက်တန်ပေါင်တွေကိုဆွဲယူနတ်သီးပေါက်တွေတဲ့အောင်ချိန်ပြီးအဆောက်အဦနဲ့အသေးကျက်ပေးရတာမြေကြီးပေါ်ကနေမော်ကြီးတော့သူတို့က AC ရက်နေတယ်လို့ပဲတကယ်တမ်းအဲ့ဒီတန်ပေါင်ကြီးတွေကပေါင်ထောင်နဲ့ချီလေးတာဗျာအဲ့ဒီအလေးချိန်ကျန်းတဲ့အရာကြီးလွှဲလာပြီဆိုရင်ခပ်ဖွားဖွားလေးအတိုက်ခံရရင်တော့လူကဟန်ချက်ပြက်ပြီးလွင့်ထွက်သွားနိုင်တယ်ပြီးတော့အလောက်အမြင့်ကြီးမှာဟန်ချက်ပြက်သွားတယ်ဆိုတာတီးငယ်တဲ့အမားလေးတစ်ခုမဟုတ်ဘူးနော်အသက်ပါသွားနိုင်တာအစိုးဆုံးကသူတို့ကအဝေးကနေရှောင်နေလို့မရတာပဲဒီအလုပ်ကိုပြီးမြောက်ဖို့သူတို့ခန္ဓာကိုယ်ကိုတန်နိုင်နေပေါ်တွေ့တက်နိုင်အောင်ကြီးမြောင်းတဲ့တန်ပေါင်းလေးပေါ်မှာဟန်ချက်ထိနိုင်အောင်လေ့ကျင့်ထားရတယ်တာမန်လူတွေဆိုကြောက်လုံးလို့တောင်းကြီးဖြစ်သွားမဲ့နေရာမျိုးမှာသူတို့ကခမိုက်မိုက်ပဲ easy တည်ငြိမ်နေနိုင်တာစဉ်းစားကြည့်လေမိုးမျောတိုက်ကြီးတွေတံတားကြီးတွေအားကစားကွင်းတွေနဲ့စက်ယုံကြီးတွေဆိုတာသူ့အလိုလိုအခိုင်အမာမတ်တက်ရက်လာတာမှမဟုတ်တာအမှန်တရားကတော့ဒါပဲအမေရိကန်ကတန်ပေါင်အလုပ်သမားတွေလာစာကျန်းတယ်ဆိုတာတာမန်လူအများစုကသူတို့အလုပ်လုပ်တဲ့နေရာမှာတောင်ရက်ရဲမှာမဟုတ်လို့ပဲပေနဲ့ချီမြင့်တဲ့နေရာမှာတန်ပေါင်ကြီးတွေဟိုဘက်ဒီဘက်ရွေ့နေတဲ့ကြားကတက်ရတယ်ဟန်ချက်ထိန်ရတယ်တီတီငိမ့်ငိမ့်နေနိုင်ရတယ်ကဲရင်ပတ်ဖိပြီးရိုးရိုးသားသားဖြစ်ကြည့်မင်းသားစုဒီလိုအလုပ်မျိုးလုပ်ဖို့လာစာဘယ်လောက်လိုချင်လဲ